ကဲဂျိုသားလေးစကားပြောရင်ပေါ့နော်ရရတော့ကြဝါထိန်ညာပဲကဲဂျိုသားကဘာစကားပြောမလဲဆိုတော့ဂျိုသားကဂျပန်မှာခိုင်းတော့3 နှစ်လောက်တယ်ပြီးတော့ဟိုတယ်ဝေးတာလုပ်တယ်ပြီးတော့အခု IT ကျောင်းတက်တယ်ရှည်တယ် IT ကျောင်းလုံးဝအခြေခံမရှိပဲတက်တယ်အခု6 ရန်စိတ်ညစ်တယ်နေတိုင်းအတွေးတွေပဲဘယ်လိုလုပ်ရမလဲဆိုတော့လေတပြင်းနေလဲချစားလဲနားမလဲခု4 လပိုင်းဆိုတော့ကျောင်းတက်တာ2 လရှိပြီပေါ့နော်4 လပိုင်း1 လ5 လပိုင်း1 လ2 လနဲ့ဒီ6 လပိုင်းဘယ်နဲ့ရ2 လနဲ့တစ်ပတ်ရှိပေါ့ဟဲ့အဲ့တော့စားမရဘူးပြောချင်တာစားကမရဘူးကျောင်းနေတခြားတင်ပေးမဲ့ခြေဝင်ပြီးတော့ရက်ခဲ့ရပါတော့ဒါပေမဲ့ကိုကဈေးပေါ်တဲ့အကြောင်းရွေးခဲ့လားရေးခဲ့လို့လားဆိုပြီးတော့ကျောင်းရွေးမှားလားဆိုပြီးတော့လည်းအဲ့လိုတွေးမိတာပေါ့နော်ဒါပေမဲ့တခြားကျောင်းတွေဆိုလဲကွာဆိုတာစိတ်မှုကခိုးอ่ะတဲ့ဘယ်လိုပြောရမလဲအလောက်ခွင်ဝင်မှုအတွက်ပဲတင်ပေးရဆိုလားဘယ်လိုလဲမသိတခြားမတင်ပေးဘူးဟာတခြားလေးတင်ချင်တော့ယူနေသွားပေါ့လို့ကိုရီတက်ကလည်း30ဖြစ်နေပြီဟာတည်ရမလားအဲ့တော့ကိုအသက်အရွယ်ကိုစဉ်းစားနေတာဟာအဲ့ဒါငါယူနေမသွားတော့ဦးငါယူနေသွားရင်လည်းပတ်စံနဲ့ကုန်နေဆိုပြီးတော့အစင်းမသွားနာကာစိတ်ညစ်ဟုတ်တန်းလာဘယ်ချိန်ထိဆက်သွားနိုင်မလဲဟောဟာ